ဆရာသမားရအောင်မင်္ဂလာပါခင်ဗျာကျောင်းဆရာသမားမနေ့ကတော့လိယူနိုင်တဲ့ဘော်ရင်းနဲ့အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဟုတ်ပြီဒီနေ့ညဆက်အဝဲမှုအတွက်ကျွန်တော်ပွဲလေးတစ်ပွဲထပ်ပြီးတော့ရွေးချယ်ပြပါမယ်ခင်ဗျာဒါမှပွဲလဲဆိုတော့ကျွန်တော်တို့ဂျာမန်ပိုကယ်ဖလားရှုံးထွက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့စတုကတ်အသင်းနဲ့ဖိုင်းဘက်အသင်းပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပြပါမယ်ခင်ဗျာဒီဘက်မှာအင်ရှင်စတုကတ်ကဘော်ဒီစီ1 plate 20ကိုပေါင်းစီ 3D ဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်ခင်ဗျာကျွန်တော်ဒီပွဲကိုဘာကြိုက်လဲဆိုတော့ကျွန်တော်ဂိုးပေါ်ကြိုက်တယ်ဆရာတို့သိလားဘာကြောင့်ကြိုက်လဲဆိုတော့လေကျွန်တော်ချက်လောက်ရှင်းပြမယ်ဒီကြောင့်လေးကိုရှင်းပြဖို့အတွက်ဆိုရင်ကျွန်တော်မနေ့ကကန်သွားတဲ့ဘိုင်ယန်ပွဲလေးကိုပွဲအကြောင်းလေးကိုနည်းနည်းပြန်ပြောဖို့လိုရပါတော့ဘာပြောမှလဲဆိုတော့မနေ့ကဘိုင်ယန်ပွဲတော်တော်လေးကြည့်ကောင်းတယ်အဓိကပြောချင်တာနှစ်သင်းစလုံးကနောက်တစ်ဆင့်ကိုဘလူးပွဲကိုတလန်းရေးအတွက်နှစ်သင်းစလုံးက inside asset ကန်ကြပါတော့ဘိုင်ယန်နဲ့တော်တော်ကောင်းလို့လီဗာပူးစင်လဲသူ့မှာရှိတဲ့အားနဲ့ပေါ့နော်တော်တော်လေးရုံးကန်ခဲ့တာကိုမြင်တွေ့ရပါတယ်ခင်ဗျာကစားသမားပိုင်းဆိုင်ရာမှာအရန်ကွာချက်ကြီးမားလို့လားလီဗာပူးစင်အသင်းဒီအဆင့်နဲ့လှည့်ပြန်ရတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်သူဇီးဆွေရနဲ့ပြီးသွားပါပေါ့နော်ပြောမှတင်အပွဲကဂိုးဘော်တင်းနဲ့ပွဲပြသေးလားဂိုးဘော်ကန်သွင်းမှုတွေမနေဘူးဘိုင်ယန်နာအဆုံးသက်တည်ကြမယ်ဆိုရင်ဒီပွဲကတစ်ဖက်တည်း4-5 ဂိုးလောက်ဖြစ်တဲ့ပွဲလို့ကျွန်တော်မြင်တယ်ပေါ့နော်နှစ်သင်းစလုံးကခံစစ်မှာတွားပြီးတော့လုံးထွေးမနေဘူးအဓိကနိုင်ရေးအတွက်တိုက်စစ်ကိုနှစ်စလုံးဖွင့်ကန်ကြပါတော့မိနစ်ပိုင်းပေါ့ဟုတ်ပြီအလားတူဒီနေ့စတူကနဲ့ prime ပွဲစဉ်လဲအဲ့လိုပွဲစဉ်တစ်ပွဲဖြစ်လိမ့်မယ်လို့ကျွန်တော်မြင်နေဆရာတို့သိတာဘာကြောင့်လဲဆိုတော့စတူကအခုအိမ်ဝင်းမှာ1 plate 20 body ဈေးအရာတေချာစတူကနိုင်ဖို့ရကန်တော်များတယ်တေချာစတူကတာပရိုင်းမှာကိုရတေချာ prime ပဲကိုရဖို့တေချာဘာကြောင့်လဲဆိုတော့ဒီနှစ်သင်းကခြေတန်းပိုင်းငင်လားငါကြီးကွာတဲ့နှစ်သင်းမဟုတ်ဘူးမသိမြင့်နှစ်သင်းနော်အားကြောင့်မလို့ပထမပိုင်းအတွင်းမှာကျွန်တော်တို့1-1 2-1အဲ့လိုမျိုးရလက်ကနေလို့ကျွန်တော်စကြည့်ရမယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်ဂိုးပေါ်ကြိုက်တယ်ပြီးတော့မနေ့ကထိုးသားတွေဂိုးပေါ်ကြိုက်ကြတဲ့ဘာစီလိုနာဂိုးပေါ်တို့မန်စီးတီးဂိုးပေါ်တို့ဘိုင်ယန်ဂိုးပေါ်တသင်းမှဂိုးတွေမပေါ်အားကြဘူးနော်ဒီညတော့စရုကတ်နဲ့ဖိုင်းဘက်ပွဲဂိုးပေါ်လိမ့်မယ်လို့ကျွန်တော်ယူဆရပါတော့အဲ့ကြောင့်ကျွန်တော်ဂိုးပေါ်ကြိုက်ပါတယ်အကြိုက်တူရဲ့ညီကိုရလိုက်စော့ပါအကြိုက်မတူရဲ့ညီကိုရဘက်ကံပါကျွန်တော်တို့မနက်ကိုအနိုင်ရလက်နဲ့ပြန်တွေ့ကြပါလေခင်ဗျာဆုံးမအားလုံးကျေးဇူးတင်ပါတယ်ခေါ်လိုက်ပါ